အားလုံးမင်္ဂလာပါခင်ဗျအရှိလေပိုင်းနယ်မြေဒေသမှာဖြစ်ပွားနေတဲ့အမေရိကန်အစ္စရေးအီရန်စစ်ပွဲနဲ့ပတ်သက်ပြီးထူးခြားတဲ့သတင်းကိုကျွန်တော်ဒီနေရာကနေတင်ဆက်ပေးခြင်းပါတယ်ခင်ဗျပထမဆုံးအနေနဲ့အမေရိကန်နဲ့အစ္စရေးပူးပေါင်းပြီးတော့အီရန်နိုင်ငံတီယန်မြို့အလယ်ထဲမှာရှိတဲ့ဒီအားကစားကွင်းပေါ့ဗျာဒီအာဇာဒီဆိုတဲ့ဒီနိုင်ငံတကာအားကစားကွင်းတစ်ခုကိုအမေရိကန်နဲ့အစ္စရေးပူးပေါင်းပြီးတော့လေကြောင်းကနေကြီးမားတဲ့တိုက်ခိုက်မှုတစ်ခုပြုလုပ်ခဲ့တယ်ဒီအားကစားကွင်းထဲမှာတော့လူသူတော့မရှိဘူးခင်ဗျာဒီအားကစားကွင်းထဲမှာလူသူမရှိဘူးတိုးတော်ညာလဲဒီအားကစားကွင်းကြီးကိုဒိုက်ရိုက်အမေရိကန်နဲ့အစ္စရေးလေကြောင်းကနေပြီးတော့ကြီးမားတဲ့တိုက်ခိုက်မှုတိုက်ခိုက်ပြီးတော့ဖျက်ဆီးခဲ့တာကိုတွေ့ရတယ်ဒီတိုက်ခိုက်မှုကြောင့်မလို့အားကစားကွင်းအလုံးစုံပေါက်ကွဲပြီးတော့မီးလောင်နေတာကိုမြင်တွေ့ရပါတယ်ခင်ဗျာဒီရုပ်သံဗီဒီယိုဖိုင်လဲဒါအီရန်ရဲ့အခြေစိုက်သတင်းတွေကထုတ်ပြန်ထားတာကိုတွေ့ရတယ်ဒီတိုက်ခိုက်မှုအမေရိကန်နဲ့အစ္စရေးကလည်းကျွန်တော်တို့အောင်မြင်ခဲ့တယ်လို့ပြောကြားထားတာကိုတွေ့ရတယ်ခင်ဗျ။ဟုတ်ကဲ့ဒီသတင်းလေးကိုအားလုံးကျွန်တော်သိစေချင်လို့ပထမဆုံးအနေနဲ့ share ပေးခြင်းဖြစ်ပါတယ်ခင်ဗျ။နောက်တော့ဒီတိုက်ခိုက်မှုကိုလာတဲ့ဒီအမေရိကန်ရဲ့ jet fighter တွေအစ္စရေးရဲ့ jet fighter တွေကိုအီရန်ရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်နော်နောက်ကျွန်တော်တို့ IRGC ရဲ့ဒီလေကြောင်းရန်ကာကွယ်ရေးစနစ်ကနေပြီးတော့အဓိကဒီ jet fighter ကိုပြစ်ခတ်ခဲ့တယ်လို့သိရတယ်ဒီ jet fighter တစ်စီးပြစ်ခတ်နိုင်ခဲ့ကြောင်းလဲအီရန်ရဲ့အခြေစိုက်သတင်းကနေထုတ်ပြန်ထားပါတယ်ခင်ဗျဒါအီရန်ရဲ့ဒီကြောင်းရန်ကာကွယ်ရေးကနေပြီးတော့ကျွန်တော်တို့ပြစ်ခဲ့တယ်ဆိုပြီးတော့ပြောကြားထားတာကိုတွေ့ရတယ်ဒီ jet fighter ကတိုက်ရိုက်ထိမှန်ပြီးတော့ပျက်စီးသွားတာကိုတွေ့ရတယ်နောက်ထပ်ဒီလေယာဉ်မှုကလည်းဘေးလွတ်ရာသို့ဒီလေယာဉ်နဲ့ခုန်ချသွားတဲ့ရုပ်သံဗီဒီယိုတွေလည်းတက်လာတာတွေ့ရတယ်ဒါလေးကိုလည်းကျွန်တော်အားလုံးမြင်တွေ့ရအောင် share ပေးလိုက်ခြင်းဖြစ်တယ်ဒါအီရန်ကနေပြီးတော့ပြစ်ချလိုက်တဲ့ဒီအမေရိကန်နဲ့အစ္စရေး jet fighter တစ်စီးဆက်လက်ပြီးတော့ပြစ်ချနိုင်ခဲ့ကြောင်းလည်းအီရန်ဘက်ကနေပြီးတော့ထုတ်ပြန်ထားပါတယ်ဟုတ်ကဲ့ဒီသတင်းလေးကိုကျွန်တော်အားလုံးကိုသိသိချင်းလို့ထပ်ပြီး share ပေးခြင်းဖြစ်ပါတယ်နောက်ထပ်အီရန်ကထပ်မံပြီးတော့အစ္စရေးနိုင်ငံအပါအဝင်ပင်လယ်ကွေ့နိုင်ငံများကိုကြီးမားတဲ့စစ်စင်ရေးတွေလှုပ်ဆောင်ခဲ့ကြောင်းသိရတယ်ခင်ဗျဒါ2026ခုနှစ်မတ်လ6ရက်နေ့ကမြန်မာစံတော်ချိန်နဲ့ဆိုရင်မနက်4နာရီလောက်ကနေဆက်လက်ပြီးတော့ဒီအသေးခံမောင်းသူမဲ့ drone တွေကိုအသုံးပြုတယ်ပြီးတော့ဒီ missile တွေကိုအသုံးပြုပြီးတော့ထူးခြားတာဒီထဲမှာကြီးမားတဲ့ missile ကြီးတွေပါနေတာကိုတွေ့ရတယ်ဗျနော်ဒါပထမဆုံးကျွန်တော်တို့ပြောရမယ်ဆိုရင် RS ဒီစော်ဝါများပြည်တော်စုပေါ့ RS စော်ဝါများပြည်တော်စု UAE ပေါ့အဘူဒါဘီပေါ့နော်အဘူဒါဘီမှာရှိတဲ့ဒီလေစိတ်ကိုပြစ်ခတ်ခဲ့လေစိတ်ထိမှန်ခဲ့လို့သိရတယ်နောက်ထပ်ထူးခြားတာပါလဲဆိုအမေရိကန်စစ်အခြေစိုက်စခန်းကိုအကြိမ်နဲ့မဟုတ်ဘူးအကြိမ်ပြစ်ခတ်တိုက်ခိုက်ခဲ့ဒီရုပ်သံတွေဒါအဘူဒါဘီမှာရှိတဲ့အခြေစိုက်သတင်းတွေကထုတ်ပြန်လိုက်တာကိုတွေ့ရတယ်နောက်တစ်ခုကျွန်တော်တို့ဂျိုလူဓာတ်ပုံတွေအရဆိုရင်ဒါဒီစစ်စခန်းကိုအကြိမ်တိုက်ရိုက်ထိမှန်အောင်ပြင်နိုင်တာကဒါနောက်ကနေပြီးကျွန်တော်တို့ဒီနည်းပညာနဲ့ဆိုင်တဲ့ဒီတရုတ်ရဲ့နည်းပညာတွေပါတယ်လို့ဒါကမ္ဘာသတင်းဌာနအများစုကရောနောက်ထပ်ကျွန်တော်တို့ကမ္ဘာပထဝီနိုင်ငံရေးသမားကြီးတွေကရောပြောကြားထားတာတွေ့ရတယ်ဒီလိုစစ်စခန်းတစ်ခုကိုတစ်ကြိမ်လွဲသွားရင်နောက်ထပ်ဒီနေရာမဟုတ်ရင်နောက်ထပ်ဒီနေရာကိုပြတ်မှတ်နေရာကိုထပ်ပြီးတော့တိတိကျကျပြစ်တာအဲ့ဒါကနောက်ွယ်မှာပေါ့ဗျာတရုတ်ရဲ့နည်းပညာတွေနဲ့အသုံးပြုပြီးပြစ်တယ်လို့ဒါကမ္ဘာပထဝီနိုင်ငံရေးလေးလာသုံးသပ်ကိုးကားသူကြီးတွေကပြောကြားထားတာတွေ့ရတယ်ဗျာနော်တရုတ်ကနည်းပညာနဲ့ပတ်သက်ပြီးအီရန်ကိုအပြည့်အဝကူညီနေတယ်ဆိုတာကို၎င်းတို့ကထုတ်ပြီးပြောကြားလာတာတွေ့ရတော့ကျွန်တော်ဒါလေးလည်းထည့်ပြောခြင်းဖြစ်တယ်ဗျာနော်အဲ့တော့ထပ်ပြီးပြောချင်တာအဲ့တော့နောက်ထပ်ကျွန်တော်တို့ထပ်ပြီးတော့ဒီဘာရင်းနိုင်ငံမှာရှိတဲ့ရေနံချက်စက်ရုံကိုအဓိကပြစ်မှတ်ထားပြီးတော့အီရန်ကအသေးကမောင်းသူမဲ့ drone နဲ့တိုက်ခိုက်ခဲ့နောက်ထပ်ဒီဘာရင်းမှာရှိတဲ့အမေရိကန်ရေတပ်ပေါ့လေအခြေစိုက်စခန်းတစ်ခုထပ်ပြီးတော့ဒီ drone နဲ့ပဲတိုက်ခိုက်ခဲ့တာပဲနော် drone နဲ့ပဲတိုက်ခိုက်ခဲ့ဘာလိမ့်မှာရှိတဲ့ရေတပ်စခန်းဆိုဒီနေရာအနှံ့အပြားကိုတိုက်ခိုက်ထားတာနော်တနေရာလည်းမဟုတ်ဘူးဒီစခန်းကြီးတစ်ခုလုံးပတ်လည်ကိုတိုက်ခိုက်ထားတာတွေ့ရတယ်ဒါလည်းဟိုဒီဂျိုလူဓာတ်ပုံအရာကြည့်မယ်ဆိုရင်ဒါဒီနေရာပြီးရင်နောက်ထပ်ဒီအဆောက်အဦတစ်ခုနောက်ထပ်အဆောက်အဦတစ်ခုအဲ့လိုမျိုးစင်ငယ်အဆောက်အဦတွေကိုဇက်တိုက်ပြင်အဲ့တော့ဒီလို location အတိအကျပေါ့ဗျာပြင်နိုင်တာနောက်ကနေပြီးတော့တရုတ်ရဲ့နည်းပညာနဲ့ပံ့ပိုးကူညီပေးထားတယ်ဆိုပြီးတော့ကျွန်တော်တို့ကမ္ဘာပထဝီနိုင်ငံရေးလေးလာသုံးသပ်သူတွေကကိုးကားပြီးပြောကြားထားတာရှိတယ်ဗျာနော်အဲ့တော့တရုတ်ကအလုံးစုံဒီစစ်ပွဲတွေကိုနည်းပညာနဲ့ပတ်သက်ပြီးတော့အီရန်ကိုကူညီနေကြောင်းကတေးကြတဲ့လောက်ကိုဒါအီရန်ရဲ့နိုင်ငံခြားရေးဝန်ကြီးအဘတ်အန်ကချီကလည်းပြောကြားထားတယ်ဗျာကျွန်တော်တို့ဒီသူ့ရဲ့အင်တာဗျူးတစ်ခုမှရှိတယ်ဗျာနော် Are your allies Russia and China helping you? Well, they are supporting us politically and otherwise. Are they supporting you militarily? Well, military cooperation between Iran and Russia is not a secret. You know, we have worked with each other in the past, and that has. ဒီနောက်ကင်တာယူမိတယ်နော်ဒါအီရန်ရဲ့မိတ်ဖက်နိုင်ငံဖြစ်တဲ့တရုတ်နဲ့ရုရှားကရောလက်ရှိစစ်ရေးပြပခဖြစ်ပွားနေတဲ့အချိန်မှာဘာကူညီမှုရလဲလို့မေးတဲ့အချိန်မှာကျွန်တော်တို့ကိုစစ်ရေးရောစီးပွားရေးရောအလုံးစုံအဖက်ဖက်ကကနေကူညီတယ်ဆိုတဲ့အကြောင်းကိုဒီအီရန်နိုင်ငံသားရေးဝန်ကြီးအဘတ်အကန်ချီကပြောကြားထားတာတွေ့ရတယ်ရုပ်သံတွေလည်းထွက်တယ်အကုန်လုံးလည်းသတင်းကြီးတဲ့လူမှန်များသိပါလိမ့်မယ်နော်အဘတ်အကန်ချီကိုဇက်တိုက်သတင်းသမား PR ပေးပြီးမေးခဲ့တာအီရန်နယ်မြေဒေသတွေကိုအမေရိကန်ရဲ့
ဒီစစ်သားတွေအစ္စရေးရဲ့စစ်သားတွေနော်စုပေါင်းပြီးတော့နေမြေထိုးစစ်ဝင်ရောက်လာမှာကိုခင်ဗျားတို့ကြောက်နေကြလားလို့ပြီးတော့မေးခဲ့နော်အခုဒီစစ်ပွဲကြီးဖြစ်နေတာရောခင်ဗျားတို့ကြောက်နေကြတာမေးခဲ့တာရှိတယ်နော်အဲ့တော့အပတ်အခန့်ကြီးကအေးစစ်စစ်ပဲချက်ချင်းဆိုလိုပဲဒီစကားနဲ့ပတ်သက်ပြီးပြန်ဖြေခဲ့ You were waiting ကျွန်တော်တို့က for ဒီ US ဒီ military နေမြေ to ကျွန်တော်တို့နေမြေ respond. data တွေကိုအမေရိကန်စစ်သားတွေလာဖို့စောင့်နေတာကြားလာပြီဆိုပြီးပြောလာတွေ့ရ We are confident that we can come. ကြားလာပြီကျွန်တော်တို့ထိုင်ဆောင်နေတာသူတို့လာဖစီဆိုထိုင်ဆောင်နေတာကြားလာပြီဆိုပြီးပြောလာတွေ့ရနော်စကားကြီးတွေကတော့တော်တော်လေးတော့ပြင်းထန်တဲ့တစ်ဖက်နဲ့တစ်ဖက်စကားပြောလာကြီးတွေကတော့အီရန်ကို PR ပေးပြီးသတင်းသမားကမေးတယ်မေးခွန်းနေနော်ဒါနဲ့ပတ်သက်ပြီးအီရန်ကအဆုံးစုံစီစကားတွေကိုပြောလာရှိတယ်နော်အဲ့တော့နောက်ထပ်တနေရာမှာလည်းအလားတူပဲဒီသူတို့ကူဝိတ်နိုင်ငံမှာရှိတဲ့အမေရိကန်ရဲ့ leader စခန်းကိုလည်းထပ်ပြီးတော့အီရန်ကနေတိုက်ခိုက်ခဲ့တာပဲအဲ့လိုပဲအမေရိကန် leader စခန်းကိုပြစ်မှတ်ကိုတိတိကျကျကိုချိန်ပြီးပြစ်သွားတယ်လို့ပဲတစ်ချိန်နဲ့ပြစ်တာမဟုတ်ဘူးနော်အချိန်ချင်းပြစ်နေတာအခုကအဲ့ leader စခန်းကိုအဲ့လိုပဲဒါရှေ့လေပိုင်းနိုင်ငံဒီမှာရှိတဲ့အမေရိကန်အခြေစိုက်စခန်းကြီးတွေကိုတစ်ချိန်နဲ့မှန်တယ်ဆိုထားတော့အခုကတစ်ချိန်နဲ့မှန်တာမဟုတ်အချိန်ချင်းမှန်ဒါတွေကပြန်စဉ်းစားဖို့လိုလားနော်နောက်ကနေပြီးတော့ရုရှားတို့တရုတ်တို့ကဤပညာနဲ့ဆိုင်တဲ့အခန်းကဏ္ဍတွေကနေပြီးတော့အီရန်ဘက်ကနေပြီးတော့အပြည့်အဝရက်တည်နေတာကိုတွေ့ရတယ်နော်ဒါကိုလည်းကျွန်တော်အားလုံးကိုသိစေချင်လို့ထည့်ပြီး share ပေးခြင်းဖြစ်တယ်ထူးခြားတဲ့သတင်းကတော့အီရန်ရဲ့ကြီးမားတဲ့မစ်ဆိုင်းကြီးတွေဖြစ်တဲ့ဒီခိုရန်ရှာဆိုတဲ့မစ်ဆိုင်းကြီးတွေနော်ဒီမစ်ဆိုင်းကြီးတွေကိုအစ္စရေးရဲ့မြို့တော်ဒေးဗစ်အပါအဝင်ဒီနေရာအများအပြားဒီအစ္စရေးရဲ့အလဲပိုင်းဒေသတစ်ခုလုံးကိုဒီခိုရန်ရှာဆိုတဲ့မစ်ဆိုင်းကြီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ဒီတိုက်ခိုက်တဲ့မစ်ဆိုင်းကြီးတွေကတော့ထိပ်ဖူးတွေကအများကြီးတက်တာတခုတည်းမဟုတ်အဲ့ထိပ်ဖူးတွေကအဲ့မစ်ဆိုင်းကိုဒီလုံးခွင်းတုံးကနေလာပြီးတော့ပစ်လိုက်တယ်ဒီလီဇာနဲ့လှမ်းပြီးပစ်လိုက်တယ်ဆိုအဲ့မစ်ဆိုင်းကကွဲပြီးတော့ဒီထိပ်ဖူးတွေကပြန့်သွားပြန့်ပြီးအဲ့ထိပ်ဖူးတွေကအများကြီးတီနီယာအများကြီးကိုသွားမှန်အဲ့လိုပုံစံမျိုးတွေအဲ့လိုမစ်ဆိုင်းတွေတုံးပြီးတော့ဒီဒေးဗစ်အစ္စရေးရဲ့မြို့တော်ဒေးဗစ်နောက်ထပ်ကျွန်တော်တို့ဂျေရုဆလင်နော်ဟိုက်ဘာဒီလိုနေရာတွေကိုနေရာအများကြီးကိုပစ်ခဲ့တာမစ်ဆိုင်းတစ်လုံးနဲ့မဟုတ်ဘူးပစ်ခဲ့တာအဲ့တော့ဒါရဲ့ထိမှန်တဲ့နေရာတွေပေါက်ကွဲတဲ့နေရာတွေအများကြီးပဲဒီနေ့မနေ့အစောပိုင်းက line ပေါ်မှာဒီရုပ်သံလေးကြီးတက်နော်ဒါအစ္စရေးအခြေလိုက်တဲ့နေရာရောတခြားကမ္ဘာသတင်းဌာနတွေရောအများကြီးဒီရုပ်သံလေးကြီးတက်ဒါဒီမစ်ဆိုင်းကြီးတွေကိုတုံးပြီးတော့အီရန်ကနေပြီးတော့အစ္စရေးရဲ့မြို့တွေဖြစ်တဲ့ဒေးဗစ်ဂျေရုဆလင်နောက်ထပ်ဟိုက်ဘာဒီလိုနေရာကြီးတွေကိုအဓိကပြစ်မှတ်ထားပြီးတိုက်ခိုက်ခဲ့ဒီအစ္စရေးရဲ့စစ်ဘက်ဆိုင်ရာအသုံးပြုဒီဘန်ဂူကြီးလေစိတ်ဆိုတာဒီလေစိတ်ကြီးကိုလည်းမစ်ဆိုင်းမှန်တာပဲမစ်ဆိုင်းမှန်တာပဲမီးလောင်နေအခုလက်ရှိလောင်နေတဲ့ညင်ဝင်းတွေအကုန်တက်လာအသေးအပြောက်တွေလည်းများတယ်နော်ဒဏ်ရာတွေလည်းများတယ်ဒါဆက်ပြီးတော့တိုက်ပွဲပြင်းထန်နေတဲ့အခြေအနေတွေဖြစ်တယ်လေအဲ့တော့အီရန်ကနေပြီးတော့ယနေ့မနေ့အစောပိုင်းလုပ်ခဲ့တဲ့စစ်စင်ရေးမြင်ကွင်းတွေတော်တော်ကိုကြီးကြီးမားမားရှိကြောင်းကမ္ဘာသတင်းဌာနအများစုကရောကမ္ဘာပထဝီနိုင်ငံရေးလေးလာသုံးသပ်ကိုးကားသူတွေကရောဒီအကြောင်းနဲ့ပတ်သက်ပြီးတော့လူမှုကွန်ရက်စာမျက်နှာအများစုမှာတွင်ကျဲကျဲချပြထားတာတွေရှိပါတယ်။နော်ကျွန်တော်ဒါလေးတွေကိုအားလုံးကိုးကားပြီးတော့ share ပေးလိုက်ခြင်းဖြစ်တယ်ခင်ဗျာနော်။ဒါယနေ့2026ခုနှစ်မတ်လ6ရက်နေ့မှာဖြစ်ပွားခဲ့တဲ့စစ်ပွဲသတင်းတွေဖြစ်တယ်။ဒါလက်ရှိအရှိတဲ့ဘက်မှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းတွေဖြစ်ပါတယ်ခင်ဗျာ။တစ်ဖက်နဲ့တစ်ဖက်အပြန်အလှန်ပြစ်ခတ်တိုက်ခိုက်တဲ့ပုံမတင်းမာပြီးတော့ပုံမပြီးတော့စစ်ပွဲပြင်းထန်နေတာကိုတွေ့ရတယ်။အတေအပြောက်တွေကများတယ်ဗျာနော်။နောက်ထပ်ဒီလက်ဘနွန်နယ်စပ်မှာရှိတဲ့အစ္စရေးအခြေစိုက်စခန်းနောက်ထပ်ကျွန်တော်တို့ဒီဂါဇာမှာရှိတဲ့အစ္စရေးအခြေစိုက်စခန်းတွေဒီစခန်းတွေမှာရှိတဲ့ IDF စစ်သားတွေကိုလက်ဘနွန်က Hezbollah တပ်ဖွဲ့ကနေပြီးတော့ကြီးမားတဲ့တိုက်ခိုက်မှုတွေဆက်လက်လှုပ်ဆောင်နေတာကိုတွေ့ရတယ်။ဒါ rocket တွေနဲ့ဒီ system တွေကိုပြစ်ခတ်တယ်တိုက်ခိုက်တယ်။နောက်ထပ်ကျွန်တော်တို့ဒီထိတွေ့ဒီနယ်မြေထိုးစစ်မှာလည်းထိတွေ့နှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားနေတာအသေးပြောက်တော်တော်များတယ်ဒီသတင်းတွေကအမှောင်ချခြင်းခံထားရတဲ့အတွက်ကြောင့်ဒါလက်ဘနွန်ထဲမှာရှိတဲ့ Hezbollah နဲ့ဒီ Israel idea နဲ့အသေးပြောက်များတဲ့စစ်ပွဲဖြစ်နေတယ်အခုလောလောဆယ်စစ်သားအရေးအတွက်အသေးပြောက်များတယ်ဒီသတင်းကအမှောင်ချခြင်းခံထားရတယ်ဒါတစ်ဖက်မှာရှိနေတယ်ဒါလက်ဘနွန်နယ်စပ်မှာရောဒါဒီဒါဂါဇာထဲမှာတက်ဆွဲထားတဲ့ဒီ idea စစ်စခန်းတွေဒီစစ်စခန်းအကြီးကြီးတွေကိုပြစ်တာဒါလက်ဘနွန်ရဲ့ Hezbollah တပ်ဖွဲ့ကဖြစ်တာနောက်ထပ်ဒီကျွန်တော်တို့ဂါလီလဲမြို့ဆိုတာရှိတယ်ဒီဂါလီလဲမြို့ကလည်းအစ္စရေးထိန်းချုပ်ထားတဲ့အစ္စရေးတွေဒီစိုးမိုးထားတဲ့နေရာဒေသတွေဖြစ်တယ်အဲ့ဒီဂါလီလဲမြို့ကိုအဓိကပြစ်မှတ်ထားပြီးတော့ဒါ Hezbollah ကနေပြီးတော့ rocket တွေနဲ့ပြစ်ဒီ Hezbollah ပြောတာကတော့စီးရေးပြစ်မှတ်ကိုပြစ်တာပဲပေါ့နော်ဒါပေမဲ့မှန်တာကတော့နေရာအများကြီးပဲလူနေအဆောက်အုံတွေလည်းမှန်တယ်နော်အဲ့တော့ပြောချင်တာကဒီ Hezbollah နဲ့ဒီ Israel ရဲ့ idea စစ်တပ်နဲ့ဒီနှစ်ဖက်ထိတွေ့နယ်မြေထိုးစစ်တိုက်ပွဲမှာလည်းပြင်းထန်တဲ့ဒီတိုက်ခိုက်မှုတွေလှုပ်ဆောင်နေတယ်ဒီနေရာမှာလည်းအသေးပြောက်များတဲ့စစ်ပွဲကို Israel နဲ့ဒီ Hezbollah နဲ့ဆက်လက်ဆင်နွှဲနေတာကိုတွေ့ရတယ်ဒါကဒီသတင်းလေးကပျောက်နေတယ်ဗျာဒါပေမဲ့ဒီနေရာလေးမှာလည်းဟိုစစ်သားအရေးအတွက်တေဆုံးမှုများနေတယ်ပေါ့နော်ဒါကမ္ဘာပထဝီနိုင်ငံရေးလေးကသုံးသက်ကိုကားသူအများစုကဒီသတင်းလေးကိုချပြထားတာကိုတွေ့ရတယ်အဲ့တော့ဒါလေးကိုလည်းကျွန်တော်အားလုံးကိုသိသိချင်လို့ထပ်ပြီး share ပေးခြင်းဖြစ်တယ်ခင်ဗျာလက်ရှိဒီအရှိလေပိုင်းမှာဖြစ်ပွားနေတဲ့စစ်ပွဲတွေကြောင်းမလို့ကျွန်တော်တို့ဒီကမ္ဘာစီးပွားရေးကဓာတ်ရိုက်တက်ရောက်မှုတွေကတော့အများကြီးရှိသွားတယ်ဗျာနော်အဲ့တော့ကျွန်တော်ပြောချင်တာကနော်လက်ရှိဒီစစ်ပွဲတွေမရမချင်း
ကျွန်တော်တို့ဒီစွမ်းရည်နဲ့ဆိုင်တဲ့ဒီအခန်းကဏ္ဍကတော့ကမ္ဘာနိုင်ငံအသီးသီးကိုတိုက်ရိုက်ခတ်ပြီးတော့တိုက်ရိုက်အကျိုးတက်ရောက်မှုခံစားရတယ်ပေါ့နော်ကျွန်တော်တို့ပြောချင်တယ်ကျွန်တော်တို့နိုင်ငံငယ်လေးတွေအများစုကတော့ဒီနိုင်ငံတွေကိုမှီကိုပြီးတော့ဒီစွမ်းရည်ကိုအသုံးပြုနေရတယ်အခုဒီစွမ်းရည်ကျွန်တော်တို့နိုင်ငံငယ်လေးတွေကိုရောက်ရှိမလာတဲ့အတွက်ကြောင့်ကျွန်တော်တို့အဖက်ဖက်ကနေစိတ်ဆင်းရဲရတယ်လောက်ရမဲ့လုပ်ငန်းတွေရှေ့ကိုမရောက်တော့တာပေါ့ဗျာနော်မြန်ရောက်ရမဲ့နေရာမှာနှေးသွားတာပေါ့ဗျာနော်နောက်ပြီးကျွန်တော်တို့တရားဝင်မဲ့နေရာမှာဟို30ပဲဝင်တော့တယ်ဗျာအဲ့လိုပုံစံမျိုးတွေဖြစ်သွားတာပေါ့စီးပွားရေးကထိုးပြီးတော့ကျလာတာကိုတွေ့ရတယ်အဲ့တော့ဒါပေမဲ့ဒီနိုင်ငံငယ်လေးတွေကဒီစွမ်းရည်နဲ့ပတ်သက်ပြီးတော့ပြဿနာတက်တာပေါ့နော်အမေရိကန်ကတော့သူကအစိုးရကြီးတွေကကြိုပြီးကာဗာလုပ်ထားတယ်ဒီစစ်ပွဲတွေကိုသူကြိုတီးလို့ဗင်နီဇဲလားမှာရှိတဲ့ရေနံကိုသူကရအောင်ယူထားတယ်အဲ့တော့ဒီစစ်ပွဲတွေဖြစ်တယ်သူကရေနံနဲ့ပတ်သက်ပြီးတော့ဗင်နီဇဲလားကနေရနေတာကိုတွေ့ရတယ်အဲ့တော့အမေရိကန်ကဒါတွေကိုကြိုပြီးတော့သူကတွက်ချက်ပြီးသားစစ်ပွဲတစ်ခုဖန်တီးဖို့အတွက်ဒီအရှိအလဲပိုင်းမှာစစ်ပွဲအကြီးဖန်တီးဖို့အတွက်ဒီဗင်နီဇဲလားကရေနံကိုသူရအောင်ယူထားတာကိုတွေ့ရတယ်ဟုတ်ကဲ့ပါကျွန်တော်ဒီနေ့ထူးခြားတဲ့သတင်းလေးတွေကိုအားလုံးကိုတနေရာလေးကနေတစ်ထိုင်နဲ့သိစေခြင်းနဲ့စိတ်နဲ့ share ပေးလိုက်ခြင်းဖြစ်တယ်ခင်ဗျာနော်ကျွန်တော်တို့ကဘာကြီးငင်းချမ်းတရားမှုအပေါင်းကြားရောက်ဖို့နဲ့ကျွန်တော်တို့မြန်မာနိုင်ငံကြီးအေဂျင့်တရားမှုအပေါင်းကြားရောက်ဖို့ကတော့ကျွန်တော်တို့ email ရှင်တွေပေါ်မှာမူတည်ပါတယ်ခင်ဗျာနော်မိမိတို့တက်နိုင်တဲ့ဘက်ကနေပြီးတော့ဒီဟာဂျန်နံပါတ်တွေဖတ်ပြီးတော့စူတောင်းမှုတွေပြုလုပ်ပေးဖို့နော်နောက်တစ်ခုကျွန်တော်တို့ဆွတ်တကားတွေထုတ်ပေးဖို့နော်စစ်ပွဲကြီးအများဆုံးငင်းချမ်းဖို့နော်ကိုတက်နိုင်တဲ့ဘက်ကနေပြီးတော့ပြုလုပ်ပေးဖို့ကျွန်တော်ဒီနေရာကနေပြီးတော့အထူးထပ်မံပြီးတော့အနုညွတ်တောင်းဆိုပြီးမြစ်တာရက်ခံလိုက်ပါတယ်အားလုံးမင်္ဂလာအပေါင်းနဲ့ပြည့်စုံတဲ့နေ့လေးဖြစ်ပါစေလို့ကျွန်တော်ပြောလိုက်ပေးရစေခင်ဗျာ